ပထမစုကို Samsung ရဲ့နောက်ဆုံးပေါ် Galaxy S25 Ultra အသစ်ဆက်တလုံးပေးမဲ့ OAK ရဲ့9ကြိမ်မြောက် giveaway စီစဉ်လာပါပြီနော်9ကြိမ်မြောက် giveaway စီစဉ်မှာပါဝင်မဲ့တမိုးကြီးစုငယ်တွေကတော့အထူးစုအနေနဲ့ OAK မြန်မာ Store ကနေနှစ်သက်ရာစားတောက်ကုန်ပစ္စည်းတွေကိုဝယ်ယူနိုင်မဲ့ရန်တတောင်းမိုးပွိုင်းက10စုတတိယစုကတော့ Canon ရဲ့အမိုက်စား vlog camera အသစ်ဆက်ကတစ်လုံးဒုတိယစုအနေနဲ့ကတော့ Apple ရဲ့ Apple Watch Series 10အသစ်ဆက်တစ်လုံးပထမစုရတော့ Samsung ရဲ့နောက်ဆုံးပေါ် Galaxy S25 Ultra အသစ်ဆက်တစ်လုံးတို့ကိုပေးသွားမှာပဲဖြစ်ပါတယ်ဒီစီစဉ်မှာပါဝင်ဖို့အတွက်ကိုတော့တရက်3လ2025ကနေ31ရက်5လ2025အတွင်း OAK ရဲ့ဝန်ဆောင်မှုတွေရဲ့ Costing Data Sim Home Wi-Fi Pocket Wi-Fi တွေရဲ့ကိုသုံးပြမဲ့တစ်ခုခုကိုဝယ်ယူပြီးတာနဲ့ Costing ကဝယ်ယူသူတွေအတွက်ကန်ဆယ်မဲ့ကူပွန်4ဆောင် Data Sim ဝယ်ယူသူတွေအတွက်ကန်ဆယ်မဲ့ကူပွန်3ဆောင်Unlimited Pocket Wi-Fi ဝယ်ယူသူတွေအတွက်ကန်ဆယ်မဲ့ကူပွန်4ဆောင်နဲ့ Home Wi-Fi ဆိုရင်တော့ကန်ဆယ်မဲ့ကူပွန်10ဆောင်ရရှိမှာဖြစ်ပါတယ်။လစဉ်ကြီးနဲ့အသုံးပြုနေတဲ့သူတွေအတွက်လည်းလစဉ်ကြီးတစ်ခါဆောင်ပေးရတဲ့ကူပွန်တစ်စောင်ရရှိအောင်မှာဖြစ်ပါတယ်။ဆိုတော့မြင်များဝယ်လေကူပွန်များများရပြီးတော့ပေါက်ဖို့ခွင့်ရေးပုံများလေးပဲဖြစ်မှာပါနော်။ပြီးတော့အခုလက်ရှိဒီဗီဒီယိုလေးကိုမြင်တာနဲ့ public နဲ့ share ပါ caption ကတော့ဗမာမီလေးရပါတယ်။ပြီးရင်တော့ public နဲ့ share ထားတာလေးကို screenshot ရိုက်ပြီးတော့ဒီဗီဒီယိုရဲ့အောက်မှာ photo comment မှတ်ပေးရမှာပဲဖြစ်ပါတယ်ရှင်။ကန်နူရှင်တော့6လပိုင်း10ရက်နေ့ဂျပန်အချိန်ည8:00နာရီတိတိမှာ OAK Telecom ရဲ့ page ကနေ live stream ပြီးတော့ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။ OAK Telecom ရဲ့9ကြိမ်မြောက် giveaway စီစဉ်မှာကန်နူရှင်ကြီးဖြစ်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။